စာအုပ်စောက်လို့ရှင်ကွန်ဆာရှင်လုပ်ငန်းတွေမှာစာပေးတိုင်းတာချင်းလုပ်ငန်းဟာအဓိကအခန်းကဏ္ဍပါဝင်တာပေါ့နော်တိုင်းတာရေးမှန်ကန်မှစာအုပ်တွေလည်းမှန်ကန်ပြီးမှာပေါ့နော်မဆောက်လို့ခင်မှာ site boundary တွေပြီးတော့မြေပြင်အနေမြင့်တွေကိုအရင်တိုင်းတာရေးလုပ်ပြီးပြန်လဲစစ်ဆေးပြီးတော့ဒီတိုင်းတာရေးလုပ်ဖို့အတွက် control point တွေ basement ပေါ့ဒီ set အမှတ်တွေပြီးတော့ level အမှတ်တွေကိုတိုင်းနေမှာကျွန်တော်တို့ချမှတ်ပေးရပါတယ်ဒီစာအုပ်တွေစောက်လုပ်နေတဲ့အချိန်တွင်းမှာကျတော့လေဒီ foundation point တွေ column တွေ beam တွေရဲ့ဒီ location တွေ level အမှတ်တွေကို1 mm တောင်မလွဲအောင်အတိအကျဖြစ်အောင်ကျွန်တော်တို့ကဆောင်ရွက်ရတာပေါ့နောက်ကို15 mmနောက်15 mm ယုံကြည်မှုနဲ့အရေးသွေးအရင်ခံဟေးပဲ